စန်ချိုကိုနေရာပေးအောင်မလားဆိုတာနဲ့ပတ်သက်လို့ဘယ်လိုသဘောထားရှိရဲဆိုတာကိုပုံမှန်လင်းလင်းနဲ့ပြောပြလာခဲ့တဲ့ Michael Carrick ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Ready ပဲတော့ကတင်ဆက်နေပါတယ်ဘောလုံးလောကရဲ့လေးဝက်ချက်တွေနဲ့ရှုပ်ထွေးမှုတွေကိုနားလည်ဖို့ဆိုရင်ကွင်းတွင်းမှာရောနီးပြခုံပေါ်မှာပါအတွေ့အကြုံရင်းချက်တဲ့သူတွေရဲ့စကားကိုနားထောင်ဖို့လိုအပ်ပါတယ် Manchester United ရဲ့ယာယီနီးပြ Michael Carrick ဟာမကြသေးခင်ကမှဂျေဒန်ဆန်ချိုရဲ့ United ခရီးလမ်းနဲ့ပတ်သက်ပြီးတော့အရန်ကိုအနှစ်သာရရှိတဲ့စကားတွေကိုပြောကြားလာခဲ့ပါတယ်ဆန်ချိုကဒေါမွန်မှာတောက်ပခဲ့ပေမဲ့ United မှာတော့မျှော်လင့်ထားသလိုဖြစ်မလာခဲ့တာနဲ့ပတ်သက်ပြီးတော့ Carrick ကတော့ဘောလုံးမှာဘယ်အောင်မှအံ့ဩနေဖို့မလိုပါဘူးတချို့ကလပ်တွေမှာအလုပ်ဖြစ်ပြီးတော့တချို့မှာအလုပ်မဖြစ်တာကတဘာဝပါပဲလို့ဆိုခဲ့ပါတယ်ဒီချက်ကဆန်ချိုရဲ့ကြာရှုံးမှုကိုအပြစ်တင်တာအထက်ဘောလုံးလောကရဲ့ပကတိရှိတရားကိုမိမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်ကားရီပြောသလိုပဲကစားမတူဟာရည်ချင်းရှိုံနဲ့အသင်းတင်မှာအောင်မြင်ဖို့လုံလောက်မှုမရှိပါဘူးဆန်ချိုနဲ့ United ကြားမှာအလုံးမဖြစ်ခဲ့တဲ့ချက်လက်တချို့ကိုကြည့်ကြရအောင်ပါဆန်ချိုဟာဒေါမွန်မှာကစားကွက်ဖန်တီးသူ playmaker ပုံစံမျိုးနဲ့အသားကျခဲ့တာပါဒါပေမဲ့ United မှာတော့သူ့ကိုတာမန်တောင်မန်လူတူလို့မြန်နှုံးသုံးပြီးတော့ကစားခိုင်းခဲ့တာကသူ့ရဲ့စွမ်းစားတွေကိုပိတ်ပင်ထားသလိုဖြစ်ခဲ့ပါတယ်အိုထဖိုရဲ့ PR ဟာဂျာမနီကအထက်အစာပေါင်းများစွာပိုကြီးပါတယ်။ပြောင်းရွှေ့ကြီးပေါင်83တန်းဆိုတဲ့ဝင်တော့ဝင်ပိုးကဆန်ချိုရဲ့ပခုံးပေါ်မှာအမြဲတမ်းရှိနေခဲ့ပြီးတော့စိတ်သက်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်စေခဲ့ပါတယ်။နောက်ထပ်မှာနီးပြတွေခဏခဏပြောင်းလဲနေတာကဆန်ချိုလိုပုံစံတစ်ခုထဲမှာအသားကျတဲ့ကစားမမျိုးတွေအတွက်အတော်လေးကိုခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့ Michael Carrick ဟာဆန်ချိုကိုလူသိရှင်ကြားဝေဖန်ခြင်းမပြုဘဲနဲ့ဒါကဘောလုံးလောကရဲ့သဘာဝဖြစ်စဉ်တစ်ခုလိုသတ်မှတ်ပေးခဲ့တာကလေးစားဖို့ကောင်းပါတယ်။ကားရီပြောသလိုပဲဒီလိုဖြစ်ရမျိုးဟာညတဲ့တင်မကပဲနဲ့ Real Madrid, Barcelona နဲ့ Bayern Munich တို့လိုကလပ်တိုင်းမှာဖြစ်လေ့ရှိပါတယ်။ထိပ်တန်းကစားမတွေဟာကလပ်တင်းပြောင်းတဲ့အခါမှာပတ်ဝန်းကျင်တင်တဲ့အမွေနာကအပြစ်မဟုတ်ပဲနဲ့ကံကြမ္မာနဲ့အချိန်ခါကြောင့်သာဖြစ်ပါတယ်။ကားရီကိုရိုင်းကကစားမဘဝမှာအောင်မြင်မှုတွေအများကြီးရရှိခဲ့သူဖြစ်လို့ကစားမတူရဲ့ခံစားချက်ကိုကောင်းကောင်းနားလည်ပေးနိုင်ပါတယ်။ Surprise ဖြစ်စရာမလိုဘူးလို့ဆိုခြင်းကဆန်ချိုပေါ်ထားရှိတဲ့ဖိအားတွေကိုရှော့ချပေးလိုက်တာလည်းဖြစ်ပါတယ်။ကာရီရဲ့မှတ်ချက်တွေဟာဆန်ချိုတက်ကတော့တကားတစ်ချက်ပိတ်သွားပေမဲ့နောက်ထပ်တကားတစ်ချက်ပွင့်လာခြင်းအစလည်းဖြစ်နိုင်ပါတယ်။ညတဲ့မှာအဆင်မပြေတာကဆန်ချိုရဲ့ကစားမဘဝညီကုန်းချုပ်တာမဟုတ်ပါဘူး။အခြားကလပ်တစ်ခုမှာသူဟာပြန်လည်တောက်ပနိုင်စွမ်းရှိပါတယ်။ကာရီရဲ့စကားကဆန်ချိုကိုမင်းကညံ့လို့မဟုတ်ဘူးဒီနေရာနဲ့မကိုက်ညီတာပဲလို့တွေ့ဝိုက်ပြီးတော့အားပေးလိုက်တာပါ။ညတဲ့အတွက်လည်းဒါကကြီးမားတဲ့သင်ခန်းစာတစ်ခုပါ။နာမည်ကြီးတာထက်အသင်းရဲ့ system နဲ့ကိုက်ညီမဲ့ကစားမကိုခေါ်ယူဖို့ဘယ်လောက်အရေးကြီးသလဲဆိုတာဆန်ချိုရဲ့ဖြစ်ရကသက်သေပြခဲ့ပါတယ်။ဒီမတ်ချက်ကနေစဉ်ပဲ Michael Carrick ရဲ့နီးပြဆွဲရင်းနဲ့ရင်းချက်မှုကိုပါမြင်တွေ့နိုင်တာဖြစ်ပါတယ်။ကာရီကမီဒီယာတွေကိုရှောင်လွှဲခြင်းမရှိဘဲနဲ့ပုံမှန်လင်းလင်းအမှန်တရားကိုပြောပြတတ်ပါတယ်။အသင်းမှာပြဿနာတွေရှိနေပေမဲ့ကာရီကတော့အေးအေးဆေးဆေးနဲ့ပဲအရာရာကိုတဘာဝတိုင်းဂိုင်းတွယ်ဖြည့်ရှင်းတတ်တာကညတဲ့အတွက်အရန်ကိုလိုအပ်တဲ့ခေါင်းဆောင်မှုမျိုးဖြစ်ပါတယ်။ကာရီကသူ့ရဲ့ကစားမဟောင်းဒါမှမဟုတ်လက်ရှိကစားမတွေကိုအမြဲတမ်းပဲအကာအကွယ်ပေးတတ်တာကဝေလဲကန်ရဲ့စီလုံးမှုကိုဖြစ်စေပါတယ်။အချို့အပြင်ပြောရရင်တော့ဂျီဒန်ဆန်ချိုနဲ့ပတ်သက်လို့ Michael Carrick ရဲ့စကားတွေကဘောလုံးလောကရဲ့ခါးသီးပေမဲ့ရိုးရှင်တဲ့မှန်တရားတစ်ခုပါပဲ။အလုံးဖြစ်တဲ့ချိန်ရှိသလိုအလုံးမဖြစ်တဲ့ချိန်လည်းရှိတယ်ဆိုတာကိုလက်ခံနိုင်ခြင်းကပြစ်တင်ဝေဖန်နေတာထက်စာရင်ပုံမရင်းကျက်တဲ့လုပ်ရတစ်ခုဖြစ်ပါတယ်။ဆန်ချိုအနေနဲ့ United မှာအဆင်မပြေခဲ့ပေမဲ့သူ့ရဲ့ရည်ချင်းတွေကိုတန်ဖိုးထားမဲ့နေရာတစ်ခုမှာပြန်လည်တောက်ပလာဖို့အခွင့်အရေးအပြည့်အဝရှိနေပါသေးတယ်။ကာရီရဲ့လူမျိုးပွင့်လင်းတဲ့အမြင်တွေကဆန်ချိုနဲ့ United ကြားကရှုပ်ထွေးနေတဲ့ဆက်ဆံရေးကိုအေးချမ်းချမ်းဆုံးသက်သွားနိုင်စေမလား။ဒါမှမဟုတ်ဆန်ချိုကပဲနောက်ချိန်ဆွမ်းပြပြီးတော့ကာရီရဲ့စကားကိုပြန်ပြီးတော့အလုပ်ဖြစ်အောင်လုပ်ပြမလားဆိုတာကတော့စိတ်ဝင်စားစရာအဆောင်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာ။ဆန်ချိုကို United မှာမြင်တွေ့ရနိုင်ခြေရှိမလား။ပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။